မငဲတာအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပူပူဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရွာနာရွာသွားပြီးတော့စာရင်ကြားမှာရှိတဲ့တကြောင်လုံးစာကလေးတွေကိုဂျာဆဟင်းကအလူဌာနကျိုးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူထပ်တူကုသိုလ်တူယူကြရအောင်ဗျာကောင်းလားကောင်းလားဟာထယူအောင်နော်သူများစားဒီနေ့ကတော့တကြားလောင်းစာကလေးတွေကိုဂျာဆဟင်းကကြွေးခဲ့တဲ့ဘလော့လေးကဒီလောက်ပါပဲကလေးတွေပြောတာမြင်ရတော့ကျွန်တော်လည်းအများကြီးဝမ်းသာပီတိဖြစ်ရပါတယ်ကလေးတွေကိုအခုလိုမျိုးအများကြီးကူညီပေးနိုင်အောင်ကျွန်တော်ပို့ချိုးစားပါမယ်ဘလော့လေးကိုစုံတိကြည့်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျွန်တော်ပူပူကနေကြည့်စုအများကြီးတင်ပါတယ်ခင်ဗျာ